ဒီလိုပါကွာမလေးရှားရောက်တာမလွယ်ဘူးမလေးရှားသွားတာလမ်းမှာတချို့လူတွေကြတော့ရင်ပြီးတော့ကားနဲ့ကားပေါ်ကားမှာတယောက်တခုံပေါ့အဲ့လိုထိုင်ရပြီးတော့ AC နဲ့ရင်ပြီးတော့မလေးရှားရောက်တာလည်းရှိတယ်တချို့လူတွေကြတော့အပေါ်လမ်းနဲ့ပေါ့လူအများစုကဒီလိုမျိုးကုန်ပစ္စည်းလူဝတ်လူအထမ်းအထက်ခံရပြီးတော့ကားစီရတာကျွန်တော်ကတော့3ခေါက်သွားတယ်ပထမခေါက်ကတော့15ရက်လောက်နေရလမ်းလျှောက်ရတာမလွယ်ဘူးအဲ့ဒီလမ်းပြတ်သူလည်းစီးတမပေါ့ဘိန်းတမတအားဆိုးတယ်လူဒီကိုရိုက်ချင်ဘတ်လိုဘာလိုနဲ့ငါတို့ကတော့အယောက်40လောက်ရှိတယ်ကျွန်တော်တို့အဖွဲတရားတော်ကြောက်နေတယ်နောက်ပြီးကျတော့ကျွန်တော်ကတော့ငါတို့40ကျော်တာသူတယောက်တည်းပဲဘာကြောက်မှလဲတခုထိလို့ရှိရင်တော့ငါတို့အဲ့ဒီကောင်ကိုလှုပ်ရမယ်ဆိုပြီးတော့သူ10ရက်လောက်ကြာတဲ့ခါကျကျွန်တော်တို့ပြင်ပန်းလွန်တဲ့ချိန်ကြာရင်အော်တဲ့ချိန်မှာကျွန်တော်တို့လည်းဟစ်နဲ့ပြန်အတန်နည်းနည်းဟိုအကျနဲ့ပြန်ဟစ်လိုက်တာနဲ့သူလည်းနည်းနည်းအေးသွားတာပေါ့နော်ပြီးတော့တညလောက်တော့ကာစီရတယ်ကာစီရတာတော့ဒီပုံစံလူမျိုးပဲကာစီရတာမလွယ်ဘူးဒုတိယခေါက်ကတော့ရင်ပြီးတော့ကာစီရတယ်လမ်းလျှောက်တာလည်းမရှိဘူးတတိယမြောက်အခုဒီခေါက်ကလည်းလီရက်ပဲတော့ကြားရမြန်မာပြန်နေဒါပေမဲ့တာအပြင်ပန်းတာပေါ့နော်တညလုံးချီနဲ့ရှောက်ရတယ်ပြီးတော့နညလောက်တော့နညပေါ့နရက်တော့ကာစီရတယ်ကာစီရတာလေတအားချက်ပြီးတော့အိတ်လိုက်လို့ရှိရင်အဲ့ဒီကားမောင်းတဲ့သူတွေကဆဲတယ်တချို့လူတွေကျတော့ခေါင်းထုခံတယ်မလွယ်ဘူးအခုကျတော့မလေးရှားရောက်တာမြန်မာကျွန်တော်တို့မြန်မာလူမျိုးတချို့ဒီပေါ့နော်အကုန်လုံးတော့မဟုတ်ပါဘူးမလေးရှားရောက်တာနဲ့အောက်ခြေလို့ပြီးတော့လမ်းမှာဘလောက်ခက်ခဲလဲဆိုတာတတိမထားတော့ပဲမိုးချင်းမိုးပြက်ချင်းပြက်နေချင်းတလို့နေအဲ့လိုတချို့လူတွေကျတော့နေပြီးတော့အိမ်ဘက်ကိုတတိမထားတဲ့လူတွေလည်းအများကြီးရှိတယ်ဒါပေမဲ့တာခက်ခဲတယ်ကျွန်တော်တို့တော်ကလည်းလမ်းမှာခက်ခဲခံရတယ်ဒီမလေးရှားသွားတာလေကိုနိုင်ငံကိုစာဝတ်နေရေးခက်ခဲလို့မတော်ချင်းပြမဲ့တော်ရတယ်ဆိုပြီးတော့ကျူစားတဲ့လူတွေလည်းရှိတယ်တကယ်တမ်းကျတော့မလေးရှားရောက်တာတော့မလွယ်ပါဘူးကွာပစာရဖို့ဆိုတာမလွယ်ဘူးဘယ်လိုပဲဖြစ်